ပါမစ်ကယ်ရီယာ channel မှာကြိုဆိုပါရယ်မြန်မာလူငယ်တွေကြားမှာရေပန်းစားတဲ့အုံမုတ်ခွက်တရေခေါ်နီးကိုပြောပြပေးတော့မှာဖြစ်ပါတယ်ညတကောင်ရဲ့7 နာရီဝန်းကျင်သို့မဟုတ်မောင်ရီပြိုးစားချိန်မှာလောက်ရပါမယ်လူတို့ကင်းဝေးပြီးတိတ်ဆိတ်တဲ့နေရာအဆောက်အဦဟောင်းဒါမှမဟုတ်လမ်းစုံလမ်းခွတွေမှာပြုလုပ်ရပါမယ်အမောင်ထဲမှာအဖျောင်းတိုင်နဲ့အမွှေးတိုင်ကိုထုံးပါအုံမုတ်ခွက်ကိုအလဲမှာထားပါပါဝင်သူ3ဦးစလုံးဟာအုံမုတ်ခွက်ရဲ့ဘေးပက်လဲမှာထိုင်ပြီးတော့မိမိတို့ရဲ့လက်ညှိုးတွေကိုအုံမုတ်ခွက်ရဲ့အပေါ်ရံမှာအသားအရာတင်ထားရပါမယ်ဖိမထားရပါဘူးထိယုံတာထိထားရပါမယ်အားလုံးကမျက်စိမှိတ်ပြီးစိတ်ကိုငြိမ်အောင်ထားပါပြီးနောက်အောက်ပါတိုင်းတန်ပြန်ရွတ်ဆိုပြီးဝိညာဉ်ကိုဖိတ်ခေါ်ရပါမယ်အုံမခွက်ဆောင်နဲ့မင်းကြီးခင်ဗျာကျမတို့မေးမြန်းလိုတာရှိလို့ကြော့ရောက်ပေးပါရင်ဖိတ်ခေါ်အပ်ပါတယ်ရောက်ရှိလာပြီဆိုရင်အုံမခွက်ကိုလှုပ်ပြပါဒီနေရာမှာတယောက်နဲ့တယောက်မစားကြဖို့နဲ့တကယ်ရောက်လာပြီလို့ပဲစိတ်ထဲကယုံကြည်ဖို့လိုပါတယ်အုံမခွက်ဟာတဖြည်းဖြည်းတုံခါလာတာဒါမှမဟုတ်ထားတဲ့နေရာမှာရှော့တိုင်းလှုပ်ရှားလာတာမျိုးဖြစ်လာရင်ဝိညာဉ်ရောက်လာပါပြီဝိညာဉ်နဲ့စကားပြောဖို့တော့စံနှုန်းတစ်ခုတတ်မှတ်ထားရပါမယ်ဥပမာဟုတ်တယ်ဆိုရင်ရှေ့ကိုတိုးပါမဟုတ်ဘူးဆိုရင်နောက်ကိုဆုပ်ပါလုံးဝမှန်တယ်ဆိုရင်ဝိုင်းချလဲပြပါကစားနေစဉ်အတွင်းရီတာဝိညာဉ်ကိုစော်ကားသလိုမေကိုမျိုးတွေမမေးဖို့ရှောင်ကြဉ်ရပါမယ်အုံမခွက်လှုပ်ရှားနေတော့မှကြောက်ပြီးလက်ကိုချက်ချင်းလှုပ်လိုက်တာမျိုးမလုပ်သင့်ပါဘူးမေးမြန်းလို့ပြီးဆုံးတဲ့အခါအခုလိုလာရောက်ဖြေချပေးတာကျေးဇူးတင်ပါတယ်မိမိနေရာမိမိပြန်နိုင်ပါပြီလို့ပြောပြီးလက်ကိုခွာရပါမယ်အုံမခွက်တရေခေါ်တဲ့နေရာမှာအသားငါစိမ့်တွေမထည့်ရပါဘူးဒါကဝိညာဉ်ပစ်နဲ့ကစားနီးတက်ဖြစ်လို့ပါတကယ်လို့အသားဟင်းတွေအသွေးသားတွေတုံးမယ်ဆိုရင်ဒါဟာအပျော်တမ်းကစားတဲ့အစင်းထက်ကြော်လွန်နေပြီးအောက်လန်နီဒါမှမဟုတ်နဲ့ဆိုတရေတိုက်ကျွေးတဲ့နီးဘက်ကိုရောက်သွားပါလိမ့်မယ်အသားဟင်းမလိုပါဘူးအမွှေးတိုင်ဖျောင်းတိုင်နဲ့တပြေပန်းသို့မဟုတ်ရေမွေးလောက်ပဲတုံးပါတယ်